စပင်ကျွတ်တာထိပ်ပြောင်လာတဲ့အတွက်နာမည်ကြီးနေတဲ့မီနောက်စီဒေးဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှပြောပြပေးသွားပါမယ်။မီနောက်စီဒေးကဘယ်လိုလုပ်လဲဆိုရင်သူကသွေးကြောတွေကိုကျဲစေပါတယ်။သွေးကြောတွေကိုကျဲစေတဲ့အတွက်စပင်ရဲ့အမြစ်တွေစီကိုသွေးနဲ့အာဟာရဓာတ်တွေကိုပို့ပြီးတော့ရောက်စေတဲ့အတွက်စပင်တွေပြန်ပေါက်လာပြီးတော့တန်ဆွမ်းစေတာဖြစ်ပါတယ်။မူလကတော့သွေးတိုးကျစေအဖြစ်သုံးခဲ့တာပါ။သူ့ရဲ့ကောင်းကျိုးတွေကကြတော့မျိုးရိုးလိုက်လို့စပင်ကျွတ်တာအတွက်အလွန်ထိရောက်တဲ့စပင်ကျွတ်တာကိုတိတိတတ်တာရှော့ချပေးပြီးတော့စံသားကိုပုံမထူထဲစေပါတယ်။လိန်စိတ်ထက်ဆိုင်တောက်ဆေးကပို့ပြီးတော့ပြင်းအားပိုကောင်းပြီးတော့ခဏကိုအနှံ့သွေးလက်ပတ်မှုကနေတဆင့်စပင်ပေါက်နှုံးကိုမြန်စေပါတယ်။အဆိုရင်စိုးကျိုးတွေကရောဘာတွေဖြစ်မလဲဒီမလိုအပ်တဲ့နေရာတွေမှာအမွှေးမြင်တွေထူထဲလာတာမျိုးဖြစ်တတ်တယ်အဓိကတော့မျက်နှာလက်မောင်းစားတဲ့နေရာတွေမှာအမွှေးတွေထူလာတာမျိုးဖြစ်တတ်တယ်သွေးဖိအားကိုတက်ရောက်မှုရှိလို့ခေါင်းမူတာရင်တုံတာခြေထောက်ဖောရောင်တာမျိုးတော့ဖြစ်တတ်ပါတယ်စေတောက်ကစားပထမ1လ2လမှာသပင်တွေပို့ပြီးကျွတ်လာတာမျိုးတော့တွေ့ရတတ်တယ်။ဒါကကြတော့သပင်အဟောင်းတွေကိုလဲပေးတာမို့လို့ဒါကစိုးရင်စရာတော့မရှိပါဘူး။အရေးကြီးဆုံးသတိထားရမယ့်အချက်ကတော့ကိုဝင်ဆောင်မိခင်နဲ့နှလုံးရောဂါအခန်းရှိသူတွေသွေးတိုးရောဂါအခန်းရှိသူတွေဆိုရင်တော့လုံးဝတောင်းလို့မရပါဘူး။တပင်ပေါက်ချင်လို့မီနောင်စီတေးကိုတုံးတော့မယ်ဆိုလို့ရှိရင်တော့နီးစက်ရဆရာဝန်သို့မဟုတ်အရေးပြားဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဖို့အကြံပြုလိုပါတယ်